ဘီယင်မတရဖူနဲ့ထိုက်တန်ကြောင်းတက်တည်ပြဖို့စပိန်စစ်တပ်ထဲအထိဝင်ခဲ့တဲ့ Princess Leonor စပိန်ဘီရင်ကြီးဖိလစ်ပီရဲ့သမီးအကြီးဆုံးဖြစ်တဲ့ Princess Leonor ကတော့တစ်ချိန်မှာစပိန်နိုင်ငံရဲ့ဘီရင်မဖြစ်လာမဲ့အင်ရှိဆန်မင်းသမီးတစ်ပါးဖြစ်ပါတယ်။ဘီရင်သမီးတော်ဖြစ်လို့ရွှေထီးဆောင်ပြီးလိုတရနေတဲ့ဘဝမျိုးမှမနေပဲ Princess Leonor ကတော့သူမဟာဘီရင်မတရဖူနဲ့ထိုက်တန်တဲ့သူဆိုတာကိုကိုယ်တိုင်စူးစမ်းပြီးတက်တည်ပြခဲ့ပါတယ်။ Princess Leonor ဟာခက်ခဲကြမ်းတမ်းတယ်လို့အရန်နာမည်ကြီးတယ်စပိန်စစ်တပ်တင်နန်းတဲကိုကိုယ်တိုင်ဝင်ရောက်ခဲ့ပြီးစီးရေးလေ့ကျင့်မှုတွေစီကံပိုင်းဆိုင်ရာတွေကိုအပြည့်အဝတင်ယူတက်မြောက်ခဲ့ပါတယ်။ Princess Leonor လိုနတ်သမီးရှောင်းအောင်လှတဲ့မင်းသမီးလေးတစ်ယောက်ကတော်ရုံယောက်ျားတွေတောင်မခံနိုင်တဲ့လေ့ကျင့်မှုတွေကိုဖျက်ကျော်နိုင်ခဲ့တာကြောင့်လူတိုင်းကိုပိုပြီးအံ့အားသင့်သွားစေခဲ့ပါတယ်။သူမဟာနောက်ဆုံးမှာတော့စီးရေးတင်နန်းဆင်းအတိမတ်ပြုလက်မှတ်ကိုပါရရှိခဲ့ပြီးစပိန်ပြည်သူတွေရဲ့လေးစားမှုကိုပုံမရရှိလာခဲ့ပါတယ်။ Princess Leonor ကစစ်တပ်ထဲကိုနာမည်ကြီးဖို့ရှိုးထုတ်ဖို့သွားခဲ့တာမဟုတ်ပဲစပိန်နိုင်ငံရဲ့အနာဂတ်ဘီရင်မတစ်ပါးဖြစ်လာဖို့အတွက်တက်တည်ပြပေးခဲ့တာပါ။ဒါကြောင့်လဲဘီရင်မတရဖူနဲ့ထိုက်တန်တဲ့ဆိုပြီးလူတိုင်းရဲ့ချီးကျူးမှုတွေကိုအများကြီးရရှိနေတာဖြစ်ပါတယ်။ဘီရင်မတရဖူနဲ့ထိုက်တန်ကြောင်းတက်တည်ပြဖို့စပိန်စစ်တပ်ထဲအထိဝင်ခဲ့တဲ့ Princess Leonor စပိန်ဘီရင်ကြီးဖိလစ်ပီရဲ့သမီးအကြီးဆုံးဖြစ်တဲ့ Princess Leonor ကတော့တစ်ချိန်မှာစပိန်နိုင်ငံရဲ့ဘီရင်မဖြစ်လာမဲ့အင်ရှိဆန်မင်းသမီးတစ်ပါးဖြစ်ပါတယ်။ဘီရင်သမီးတော်ဖြစ်လို့ရွှေထီးဆောင်ပြီးလိုတရနေတဲ့ဘဝမျိုးမှမနေပဲ Princess Leonor ကတော့သူမဟာဘီရင်မတရဖူနဲ့ထိုက်တန်တဲ့သူဆိုတာကိုကိုယ်တိုင်စူးစမ်းပြီးတက်တည်ပြခဲ့ပါတယ်။ Princess Leonor ဟာခက်ခဲကြမ်းတမ်းတယ်လို့အရန်နာမည်ကြီးတယ်စပိန်စစ်တပ်တင်နန်းတဲကိုကိုယ်တိုင်ဝင်ရောက်ခဲ့ပြီးစီးရေးလေ့ကျင့်မှုတွေစီကံပိုင်းဆိုင်ရာတွေကိုအပြည့်အဝတင်ယူတက်မြောက်ခဲ့ပါတယ်။ Princess Leonor လိုနတ်သမီးရှောင်းအောင်လှတဲ့မင်းသမီးလေးတစ်ယောက်ကတော်ရုံယောက်ျားတွေတောင်မခံနိုင်တဲ့လေ့ကျင့်မှုတွေကိုဖျက်ကျော်နိုင်ခဲ့တာကြောင့်လူတိုင်းကိုပိုပြီးအံ့အားသင့်သွားစေခဲ့ပါတယ်။သူမဟာနောက်ဆုံးမှာတော့စီးရေးတင်နန်းဆင်းအတိမတ်ပြုလက်မှတ်ကိုပါရရှိခဲ့ပြီးစပိန်ပြည်သူတွေရဲ့လေးစားမှုကိုပုံမရရှိလာခဲ့ပါတယ်။ Princess Leonor ကစစ်တပ်ထဲကိုနာမည်ကြီးဖို့ရှိုးထုတ်ဖို့သွားခဲ့တာမဟုတ်ပဲစပိန်နိုင်ငံရဲ့အနာဂတ်ဘီရင်မတစ်ပါးဖြစ်လာဖို့အတွက်တက်တည်ပြပေးခဲ့တာပါ။ဒါကြောင့်လဲဘီရင်မတရဖူနဲ့ထိုက်တန်တဲ့ဆိုပြီးလူတိုင်းရဲ့ချီးကျူးမှုတွေကိုအများကြီးရရှိနေတာဖြစ်ပါတယ်။